ကိုနားမလဲတဲ့နေရာမှာလက်တွဲလောက်ကိုင်မယ်ဆိုဘယ်နေရာမှာပဲဖြစ်ကျွန်တော်တို့ယင်းနှိမ့်နှံမှုတွေကဆုံးရှုံးမှုတွေဖြစ်တတ်ပါတယ်အရင်ဆုံးဒီစနစ်ကိုနားလည်အောင်လေ့လာပါလေ့လာပြီးမှလက်တွဲလောက်ကိုင်မှုကိုလည်းပြောချင်ပါတယ် Roimos စီးပွားရေးဆိုတာဘာလဲဘယ်လိုလူမျိုးတွေအတွက်လှုပ်တင်လဲဆိုတာကိုဒီကနေ့ဒီဗီဒီယိုဖိုင်ထဲမှာပြောပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့အခုကျွန်တော်လက်ရှိလောက်ကိုင်နေတဲ့ Roimos စီးပွားရေးကထိုင်းနိုင်ငံခြေစိုက်စီးပွားရေးတစ်ခုဖြစ်တယ်ဘယ်လိုလူမျိုးတွေအတွက်လောက်ကိုင်လို့ရလဲဆိုလို့ရှိရင်တော့ကျွန်တော်တို့ပြည်ပထွက်မြန်မာနိုင်ငံသားတွေအတွက်စီးပွားရေးအခွင့်အလမ်းခွင့်ရေးတွေရှာနေသူတွေအတွက်ကိုအရန်တင်တော်တဲ့စီးပွားရေးခွင့်လန်းတစ်ခုလို့ပြောချင်ပါတယ်။ဘာကြောင့်လဲဆိုရင်မိမိလက်ရှိဘယ်နေရာဘယ်ဒေသကမဆိုလက်တွဲလောက်ကင်နိုင်လို့ပဲဖြစ်တယ်။လောက်ရတဲ့အဓိကအချက်ကိုကျွန်တော်တို့ပြောပါဆိုရင်တော့ပတ်စံပိုလိုခြင်းလို့ပဲဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့ပြည်ပထွက်တဲ့လူတွေတော်တော်များများမှာကဝင်ငွေအခက်ခဲပြဿနာလေးတွေရှိကြပါတယ်။ဝင်ငွေလစာလေးတွေကောင်းပေမဲ့လည်းကျွန်တော်တို့တစ်ဖက်ကကုန်ကျစရိတ်လေးတွေကလည်းများတာမျိုးလေးတွေရှိတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့တွေနောက်ကကိုယ့်ရဲ့မိသားစုအိမ်တွေကိုကောင်းကောင်းပြန်မထောက်ပံ့နိုင်တဲ့သူတွေအတွက်ဒီစီးပွားရေးအကောင်းဆုံးတင့်တော်ဆုံးစီးပွားရေးတစ်ခုဖြစ်ပါတယ်။ Roimos စနစ်ကနေရလာတဲ့ပတ်စံကိုကျွန်တော်တို့ရဲ့အသုံးစရိတ်ဖြစ်အသုံးချပြီးတော့ကျွန်တော်တို့ရဲ့ပုံမှန်လစာကိုအိမ်ကိုအတင်ပို့ခွင့်ရမှာဖြစ်ပါတယ်ဒီလိုပုံစံမျိုးတွေကိုသဘောကျပြီးတော့ဝင်ရောက်လက်သွဲလောက်ကင်လာကြတဲ့မြန်မာနိုင်ငံသူနိုင်ငံသားတွေအများကြီးတည်ရှိတာဖြစ်ပါတယ် Roimos စနစ်ကိုလုပ်ဖို့အတွက်အရင်းနှီးများလားဘာတွေလိုလဲဆိုရင်တော့မိမိရဲ့လက်ထဲမှာမိမိရဲ့ကင်ဆောင်ထားတဲ့ ID ကတ်တကက်ရှိရင်လောက်ဆောင်လို့ရမှာဖြစ်ပါတယ်အရင်းနှီးများလားဆိုရင်တော့စမတ်ကြီးက100ဘတ်ပဲဖြစ်ပါတယ်ပစ္စည်းထုတ်ကုန်ပစ္စည်းကတော့မိမိရဲ့ဝယ်သုံးတဲ့ပုံမူတည်ပြီးတော့တစ်သက်လုံးစာအတွက်ကျွန်တော်တို့ကတစ်ကြိမ်တစ်ခါ invest လုပ်ပေးရမှာဖြစ်ပါတယ်ဒီလိုယင်းနှိမ့်နှံမှုလုပ်လိုက်တဲ့အတွက်ကြောင့်မလို့ပစ္စည်းကကျွန်တော်တို့ကုမ္ပဏီမှာထားစရာမလိုဘူးကိုယ့်ရဲ့ invest လုပ်ရတဲ့ပစ္စည်းကကိုယ့်ရဲ့လက်ထဲမှာကျွန်တော်ရောက်ရှိလာမှာဖြစ်ပါတယ်ဒီပစ္စည်းကိုကျွန်တော်တို့ကိုယ်တိုင်လည်းပြန်လဲအသုံးပြုခွင့်ရမှာဖြစ်ပြီးတော့ကိုယ့်ရဲ့ပတ်ဝန်းကျင်မိတ်ဆွေတွေကိုပြန်လဲပြီးတော့ကျွန်တော်တို့ချိတ်ဆက်ပေးမယ်မျှဝေပေးမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကိုအကျိုးမြတ်ပြန်လဲရရှိလာတာဖြစ်ပါတယ်ဒီလိုချိတ်ဆက်တဲ့ဘိုင်းမှာကျွန်တော်တို့ကအပြင်လက်တွေ့သွားစရာမလိုပဲ online စနစ်နဲ့ချိတ်ဆက်လို့ရပါတယ် online ကနေပြီးတော့မှကျွန်တော်တို့ရဲ့မိတ်ဆွေလူသစ်တွေကိုဒီ company ဘိုင်းနဲ့ချိတ်ဆက်ပေးမယ်ဆိုရင် company နဲ့ဂျားခံတယ်မှာကျွန်တော်တို့ကိုယ်စားလှယ်လေးတွေရှိပါတယ်ဒီကိုယ်စားလှယ်တွေကနေပြီးတော့ဝန်ဆောင်မှုပေးမှာဖြစ်ပြီးတော့မှကျွန်တော်တို့ကချိတ်ဆက်ပေးတဲ့အတွက်ဘတ်ငွေ350နဲ့စတင်ရရှိမှာဖြစ်ပါတယ်ဘတ်ငွေ350ဆိုရင်အခုကျွန်တော်မြန်မာငွေဈေးနဲ့ဆိုရင်4000ဝန်းကျင်လောက်မှရှိပါတယ်တရက်ကိုကျွန်တော်တို့ကဘတ်ငွေ350ကနေပြီးတော့ဘယ်လောက်ထိရှာနိုင်လဲဆိုရင်တော့3-5,000ထိရှာနိုင်တာဖြစ်ပါတယ်ကျွန်တော်တို့ကိုယ်တိုင်လည်းဒီစီးပွားရေးကိုလက်တွဲလုပ်ခဲ့စဉ်ကအများရဲ့အလုပ်တစ်ဖက်နဲ့ကျွန်တော်တို့ရဲ့အပေါ်ငွေတိစောက်ဖို့လက်တွဲလုပ်ခဲ့တာဖြစ်တယ်ဒါပေမဲ့ဒီနေ့ဒီချိန်မှာကျွန်တော်တို့ရဲ့တိစောက်နိုင်ခြင်းဒီသူများရဲ့အလုပ်ကိုကျွန်တော်တို့ဆွန့်လွတ်ပြီးတော့မှလက်ရှိဒီလုပ်တစ်ခုတည်းကိုပဲကျွန်တော်လုပ်နေကြတာဖြစ်ပါတယ်အဲ့တော့ဒီအလုပ်ကဆိုလို့ရှိရင်အပေါ်ငွေထက်ကိုမှကျွန်တော်တို့ရေရှည်ကောင်းကောင်းမွန်မွန်အားစိုက်ပြီးဒီဇိုင်းမှန်လုပ်မယ်ဆိုရင်ကျွန်တော်တို့ဘဝတစ်စစ်ချိုးကိုပြောင်းလဲနိုင်တဲ့စီးပွားရေးတစ်ခုလို့ပြောလို့ရတယ်အရင်းနှီးလေးယာကနန်းထောင်ကနန်းနဲ့မိမိဘဝကိုတိုးတက်နိုင်တဲ့စနစ်တစ်ခုလို့ပြောလို့ရတယ်လူတိုင်းလုပ်လို့ရတာဖြစ်တဲ့ကြောင့်မလို့လာရောက်လေ့လာကြည့်ဖို့ကိုလည်းဖိတ်ခေါ်ခြင်းနဲ့အရင်ဆုံးဒီစနစ်ကိုနားလည်အောင်လေ့လာပါလေ့လာပြီးမှလက်တွဲလောက်ကိုင်ဖို့ကိုလည်းပြောချင်ပါတယ်ကိုနားမလဲတဲ့နေရာမှာလက်တွဲလောက်ကိုင်မယ်ဆိုဘယ်နေရာမှာပဲဖြစ်ကျွန်တော်တို့ယင်းနှိမ့်နှံမှုတွေကဆုံးရှုံးမှုတွေဖြစ်တတ်ပါတယ်ဒါလေးကို view site ဖို့အတွက်မှာချင်ပါတယ်ဒီဗီဒီယိုဖိုင်ကမိတ်ဆွေတို့အတွက်ချိုးရှိမယ်လို့ယုံကြည်ပါတယ်Roimosစီးပွားရေးနဲ့ပတ်သက်ပြီးသိချင်တယ်ဆိုရင်လည်းမေးမြန်းလို့ရပါတယ်ခင်ဗျာ